အားလုံးပဲမင်္ဂလာပါဗျာတို့ကျွန်တော်ရဲ့တကန်းသားဆောင်ကနေကြိုဆိုလိုက်ပါတယ်ကျွန်တော်ဒီနေ့ပြောပြပေးသွားမယ့်အကြောင်းအရာတော့ဒီခက်ခဲများစွာကြားမာတင်နယ်လီရဲ့အကြောင်းပဲဖြစ်ပါတယ်ကျွန်တော်ရဲ့ YouTube channel လေးကိုလည်း like and subscribe လုပ်ပြီးတော့ဗီဒီယိုအဆုံးထိလည်းကြည့်ပေးသွားပါကြပါအောင်အပိုင်း1 Guayu Host မှာကောင်လေး2001ခုနှစ်ဇွန်လ18ရက်နေ့မှာဘရာဇီးနိုင်ငံ Guayu Host မှာမွေးဖွားလာတဲ့ Gabriel Martinelli ဟာစမ်ဘာတေးသွားရင်လည်းသူလက်မရဲ့ဘောလုံးပတ်ဝန်းကျင်တွေမှာကြီးပြင်းလာခဲ့ရပါတယ်။သူ၏ဖခင်ဂျိုဟာနက်မိခင်အဲလစ်ဘက်တို့ဟာသူတို့မိသားစုကိုထောက်ပံ့ဖို့ကြိုးကြိုးစားစားအလုံးများစွာလုပ်ခဲ့ကြရပါတယ်။သူတို့မှာပစ္စည်းဥစ္စာတွေမများပေမဲ့ဒီကလေးတွေအပေါ်မှာတော့ချစ်ချင်းမြတ်တာယုံကြည်ခြင်းတွေနဲ့ဒီဘောလုံးပေါ်မှာပြင်းပြတဲ့စိတ်အားထက်သန်မှုတွေလောင်မြိုက်နေတဲ့သားတစ်ယောက်လည်းရှိခဲ့ပါတယ်။ဘရာဇီးကလေးတွေလိုပဲသူကဖူဆယ်နဲ့သူ့ဘွားကိုစတင်ခဲ့ရတယ်။အဲ့ဒီဖူဆယ်မှာပဲညံဆန်ပြီးကစားတတ်ပုံနေရာချင်းချင်းတွေမှာဘောလုံးယူတတ်တဲ့ပုံတွေကသူ့ရဲ့လျှက်စီးလို့ညံဆန်တဲ့ခြေထောက်အလုံးနဲ့ထက်မြက်တဲ့ပင်ကိုယ်တီးတွေကိုပုံဖော်ပေးနိုင်ခဲ့ပါတယ်။ဖူဆယ်ကယ်ရီမှာငယ်ရသူဂါရီယယ်ဟာသူ့ရဲ့ဟန်ချက်ညီမှုအရှိန်နဲ့စာလာမှုတွေကြောင့်နီးပြတွေကိုအံ့အားသင့်စေခဲ့ပါတယ်။ပိုင်းနဲ့အီတူအာနူတို့ရွှေ့ပြောင်းခြင်းအသက်14နှစ်အရွယ်မာတင်နယ်လီဟာသူ့ဘဝရဲ့တစ်စစ်ချိုးဆုံးဖြတ်ချက်ကိုဆုံးဖြတ်ခဲ့ရပါတယ်။အိမ်နယ်ဝေးရဖြစ်တဲ့အီတူနိုအက်စီလိုရိုးသားတဲ့ကလပ်သင်းလေးတစ်ခုကိုပြောင်းရွှေ့ခဲ့ပါတယ်။သူဟာယူရှင်းစွာနေထိုင်ခဲ့ပါတယ်။မနာမီကိုလေ့ကျင့်ခဲ့တယ်။ဒါပေမဲ့သူ့ရဲ့အဆုံးသက်အိမ်မက်တွေကိုတော့အများကြီးမှတ်ခဲ့ပါတယ်။အခြားဆယ်ကျော်သက်တွေဖုံးကြည့်နေချိန်မှာသူကတော့ပူပြင်းတဲ့ဆော်ပိုလိုရဲ့နေရာအောက်မှာသူ့ရဲ့ခြေလမ်းတွေကိုပြင်ဆင်ပြီးအိမ်မက်တွေနောက်ကိုလိုက်ခဲ့ပါတယ်။မာတင်နယ်လီဟာသက်16နှစ်မှာပဲသူ့ရဲ့ပထမဆုံး professional စာချုပ်ကိုလက်မှတ်ထိုးခဲ့ရပါတယ်။ကလပ်မှာတော့အသက်ငယ်ဆုံးကစားသမားပေါ့။မကြခင်မှာပဲဘရာဇီးကလည်းမာတင်နယ်လီဆိုတဲ့နာမည်လေးကိုတူတူလေးစတင်ရွတ်ဆိုလာခဲ့ပါတယ်။2009ခုနှစ် Polestar Championship ပွဲတွေမှာလည်းဒီဆယ်ကျော်သက်လီဟာပြိုင်ပွဲတွေကိုမိထိုးပေးနိုင်ခဲ့ပါတယ်။မာတင်နယ်လီဟာ6ဂိုးသွင်းနိုင်ခဲ့ပြီးကြောက်ရွံ့မှုကင်းမဲ့တဲ့ကစားပုံနဲ့တစ်နှစ်တာအကောင်းဆုံးထွန်းတင်လာမဲ့ကစားသမားဆုကိုလည်းရရှိခဲ့ပါတယ်။ဥရောပစကော်တွေကတော့မာတင်နယ်လီနာမှာဝိုင်းနေပါပြီ။အပိုင်း3အာဆင်နယ်၏ခေါ်တံအရာအလုံးကိုပြောင်းလဲစေခဲ့ခိုက်တံလေးတစ်ခုပေါ့2019ခုနှစ်မှာအာဆင်နယ်ဟာအီဒူရဲ့ဦးဆောင်မှုနဲ့အတူဘရာဇီးအောက်တန်းလီယာနေရောက်လာတဲ့18နှစ်အရွယ်အစိမ့်သက်သက်ကောင်လေးတယောက်ပေါ်မှာလောင်းကြီးထက်ခဲ့ပါတယ်။အပြောင်းရွှေ့ကြီးပေါင်6တန်းဝန်းကျင်နဲ့ပေါ့မာတင်နယ်လီအတွက်တော့ပတ်စံရေးမကြည့်ပါဘူး။ဒါသူ့အတွက်ကံကြမ္မာဖြစ်ပါတယ်။မာတင်နယ်လီဟာအင်္ဂလိပ်စကားကိုမသိနားမလဲပဲလန်ဒန်ကိုရောက်လာခဲ့ပါတယ်။သူကအစပိုင်းမှာရှက်တက်တယ်။တိတ်ဆိတ်လေးနေတတ်တယ်။ဒါပေမဲ့သူစိတ်ပိုင်းဖြတ်ထားတယ်။သူတနေ့မှအောင်မြင်မယ်ဆိုတာကိုပေါ့။သူအခုတော့TV မှာသာမြင်ဘူးတဲ့ကစားသမားတွေနဲ့အတူလေ့ကျင့်ရင်ချက်ချင်းဆိုလိုအထင်ကြီးစရာလူတစ်ယောက်ဖြစ်ခဲ့ပါတယ်။သူ့ရဲ့ပထမဆုံးယူရိုပါလီပွဲတွေမှာပွဲစတင်တဲ့ခရမှုတ်လိုက်တဲ့အခါဒီကောင်လေးကသူ့ရဲ့စွမ်းဆောင်နိုင်စွမ်းတွေကိုပြသခဲ့ပါတယ်။ဂိုးတွေစွမ်းအင်တွေသူကပရိသတ်တွေရဲ့နှလုံးသားတွေကိုပါသိမ့်ပိုက်နိုင်ခဲ့ပါပြီ။အပိုင်းလေးမာတင်နယ်လီအကောင်ဆုံးရသည်သူရဲ့ပထမဆုံးရသည်အဆုံးမှာမာတင်နယ်လီကပြိုင်ပွဲတီးတီးမှာ10ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။ပြီးတော့မမေ့နိုင်စရာခိုက်တန်တစ်ခုကိုရောက်လာခဲ့ပါတယ်။2020ဇန်နဝါရီလစတန်ဖို့ဘရစ်ကွင်းမှာချက်စီနဲ့ပွဲမှာပါ။အာဆင်နယ်က10ယောက်နဲ့ပဲကစားခဲ့ရပါတယ်။ထို့ပွဲမှာမာတင်နယ်လီဟာအာဆင်နယ်ရဲ့ဂိုးပေါက်ဧရိယာကနေချက်စီရဲ့ဂိုးပေါက်ဧရိယာထိကို68ကအတိုင်းအတာပြေးသွားပြီးတော့ဦးတဲ့ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။အာဆင်နယ်ပရိသတ်တွေကအားကြောင့်မာတင်နယ်လီရဲ့အံ့ဘွယ်လိုတော့ခေါ်နေကြတော့မှာပဲ။ဂျာကင်ကလော့ကိုတိုင်ကတော့သူ့ကိုယာစုနေရဲ့ပါရမီရှင်ဆိုပြီးတော့ချီးကျူးခဲ့ပါသေးတယ်။အပိုင်းကအတားအဆီးများမာတင်နယ်လီကအခက်ခဲများစွာကိုလည်းကြော်ဖြတ်ခဲ့ရပါတယ်။2020မှာဒုတိယတစ်ခုကသူ့ရဲ့အရှိန်ဟုန်ကိုရပ်တန့်စေခဲ့ပါတယ်။လာပေါင်းများစွာသောပြန်လည်ကုသမှုတွေကိုသူခံခဲ့ရပါတယ်။ဒီကုသမှုတွေကြောင့်ပဲနောက်ဆက်တွဲပြဿနာတွေကတော့စိတ်ပြတ်အားငယ်မှုနာကျင်မှုသူ့ကိုယ်သူတန်တရားတွေများစွာဖြစ်ခဲ့ပါတယ်။ဒါပေမဲ့အတားအဆီးတိုင်းကိုဖျက်ဆီးပြီးတဲ့နောက်မှာမာတင်နယ်လီကဘယ်တော့မှလက်မလျှော့ခဲ့ပါဘူး။သူဟာများစွာအင်္ဂလိပ်စာကိုလေ့လာတယ်။သူတိတ်ဆိတ်လေးကျင့်တယ်။သူ့ကိုယ်သူပြန်လဲတိဆောက်ခဲ့ပါတယ်။ဒါတွေကပဲမာတင်နယ်လီကိုပြန်လဲနိုးထားဖို့အတွက်အားတစ်ခုဖြစ်စေခဲ့ပါတယ်။အပိုင်း6အာတီတာလက်အောက်မှာမာတင်နယ်လီအားပြန်လဲမွေးဖွားခြင်းမီဂဲအာတီတာရဲ့လက်အောက်မှာမာတင်နယ်လီကများစွာပြောင်းလဲခဲ့ရပါတယ်။
သူကအခုတောင်ပန်ကစားသမားတက်တက်မဟုတ်တော့ပါဘူးသူကအာဆင်နယ်ရဲ့မျိုးဆက်တဲ့အစိပ်ပိုင်းတစ်ခုဖြစ်လာခဲ့စကာအိုဒီဂဲတို့နဲ့အတူပေါ့2020နဲ့2023ရာသီဟာသူ့ရဲ့အကောင်းဆုံးလက်ရဖြစ်ခဲ့ပါတယ်ပရီးမီးယားလိဂ်ကို15ကိုအာဆင်နယ်ရဲ့ထိပ်တန်းကိုသွင်းရှင်ပြီးတော့အီဒူအာနူမကောင်လေးဟာမြောက်လန်ဒန်မှာစူပါစတာဖြစ်လာပြီဆိုရဲတတ်သေးပါပဲလျှက်စီးလို့မြန်တဲ့အချိန်မရက်မနာဖိအားပေးမှုပြေးလွှားမှုတိုင်းမှာပျော်ရွှင်မှုအမ်မရစ်ပရိသတ်တွေကသူ့နာမည်ကိုသချင်းဆိုနေကြပါပြီအပိုင်းခွန်စီလီကာကိုမှခေါ်တယ်များဘရာဇီးကိုကိုစားပြုပြီးကစားပေးဖို့ဆိုတာမာတင်နယ်ဒီရဲ့ကလေးဘွားအိမ်မက်ပါပဲဒါရီအမှန်တကယ်ဖြစ်ခဲ့တဲ့ပြင်ပထမအဆုံး2020တိုကျိုအိုလံပစ်ပြိုင်ပွဲမှာဘရာဇီးကိုရွှေတံဆိပ်ဆုရဖို့အတွက်လည်းမာတင်နယ်လီကကိုကူညီပေးခဲ့ပါတယ်2020ကမ္ဘာဖလားပြိုင်ပွဲအတွက်ကစားဖို့လည်းလက်ရွေးစင်အသင်းကြီးဟာမာတင်နယ်လီကိုခေါ်ယူခဲ့ပါတယ်အခုတော့ဂွာယူဟိုမှာကောင်လေးဟာလမ်းမဖူဆယ်ကွင်းနေရနေဘောလုံးလောကရဲ့အကြီးမားဆုံးဆင်မြင့်စီတို့လူနည်းစုရတာဖြစ်နိုင်မဲ့ယုံကြည်ရဲ့ခီးတစ်ခုကိုတက်လန်းနိုင်ခဲ့ပြီဖြစ်ပါတယ်အပိုင်း၈ပြစ်စုံပန်တဲ့အနာဂတ်အခုဆိုရင်မာတင်နယ်လီဟာအာဆင်နယ်အတွက်နံပါတ်17ဂျာစီနဲ့အာဆင်နယ်အတွက်ကစားပေးနေသေးပါပဲအသက်24မှာသူဟာဥရောပရဲ့အထွန်းတောက်ဆုံးလူငယ်တိုက်စစ်မှုတအူးဖြစ်နေပါပြီသူ့ရဲ့စာချုပ်ဟာ2029ထိရှိနေပေမဲ့သူ့ရဲ့ဇလန်းအောင်ခုမှစတင်နေတော့မှာပဲဘိုင်ယန်မြူနစ်ရီယယ်မက်ဒရစ်တို့နဲ့ကောလာဟာလာတွေထွက်ခဲ့ပေမဲ့သူ့ပတ်ဝန်းကျင်မှာတော့အာဆင်နယ်မှာအာဆင်နယ်ပါပဲကျွန်တော်အာဆင်နယ်နဲ့အရာအလုံးကိုနိုင်ကျင်တယ်ဆိုတဲ့သူ့ရဲ့စကားဟာအာဆင်နယ်ပရိသတ်တွေအတွက်တော့ခွန်အားတစ်ခုဖြစ်နေတော့မှာပဲမာတင်နယ်လီပေါ်ပေါက်လာမှုဟာဘောလုံးတက်တက်ထက်ကိုပိုပါတယ်ဒါရဲစန်းတတိယုံကြည်ခြင်းတွေနဲ့အိမ်မက်တွေကဘလောက်ပဲဝေးကွာနေပါစေကျွန်တော်တို့တနေ့နေ့မှာတော့ရောက်ရှိနိုင်တယ်ဆိုတော့မစုံမနစ်ယုံကြည်ခြင်းတွေရဲ့ဇလန်းလေးပဲဖြစ်ပါတယ်ဘရာဇီးရဲ့ဖုန်ထူတဲ့ကွင်းတွေကနေအမ်မရစ်မီးရောင်တွေအထိသူကအချက်တစ်ခုကိုတက်သေးပြခဲ့ပါတယ်ဒါမာတင်နယ်လီပဲဖြစ်ပါတယ်အာဆင်နယ်ရဲ့ရွှေရောင်နှလုံးသားဘရာဇီးရဲ့ထွန်းတောက်လာမဲ့ကျယ်ပွင့်ပြီးတော့စိတ်အားထက်သန်မှုတွေဟာဇွဲလုံးလားနဲ့ပေါင်းဆက်တဲ့အခါအံ့ဖွယ်မှုတွေဖြစ်လာနိုင်တယ်ဆိုတော့တက်သေးပဲဖြစ်ပါတယ်ကျွန်တော် channel လေးကိုအားပေးရတဲ့အတွက်ကျေးဇူးတင်ပါတယ်ကျွန်တော် channel လေးကို like and subscribe လုပ်ပြီးကျွန်တော်တို့ကိုလည်းအားပေးလို့ရပါတယ်ကျေးဇူးတင်ပါတယ်ပထမဆုံး record လုပ်ပြီးပြောပြရဲ့ဗီဒီယိုလေးဖြစ်တဲ့အတွက်အမားတွေပါခဲ့ရင်ကျွန်တော်တို့ဝေဖန်ထောက်ပြပေးပါဦးညီကိုတို့တကယ်ကျေးဇူးတင်ပါတယ်ဗျအဆုံးထိကြည့်ပေးတဲ့အတွက်